အဲ့ဒါပြီးတော့ကျွန်တော်နောက်အတစ်ထုတ်တဲ့ break က9-3 break မှာ3နှစ်ဆိုပြီးတော့တင်ခွက်နဲ့ထည့်ရတယ်ထွက်တယ်ပေါ့နော်အဲ့ဒါထွက်ပြီးတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ထပ်ထုတ်တဲ့ break က2ခွန် break ပေါ့နော်2ခွန် break မှာလည်းကျွန်တော်16ဆိုပြီးတော့တင်ခွက်နဲ့ထွက်တယ်အခွေကတော့ကျွန်တော်တင်ခွက်မမိခဲ့ဘူးပေါ့နော်16ဆိုပြီးတော့ထွက်တယ်ပြီးရင်မွေးကနန်းမှာလည်း4ခွန်ထွက်တယ်ပေါ့နော်နေ့တိုင်းကတော့ကျွန်တော်2ကြိမ်ရှိပါပြီအဲ့တော့ကျန်တဲ့ရက်တွေအတွက်လည်းကျွန်တော် channel ရမိတ်ဆွေတွေရောမန်ပါသမားတွေရောကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ16အားထွက်ပြီးတိုင်း3နှစ်အတွင်းမှာအလုံးဝပြည့်ပြည့်မရှိပဲ100 ရာခိုင်နှုန်းထွက်ရှိထားတဲ့ key formula လေးကိုကျွန်တော်တို့ဒီနေ့မှာအသုံးပြုမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်14ရက်2လ2022ပေါ့နော်2022ကနေပြီးလက်ရှိချိန်ထိပေါ့နော်22ဆိုတော့23 24 25ခုက3လပိုင်းဆိုတော့3နှစ်တင်းပြည့်ပြီပေါ့နော်3နှစ်အတွင်းမှာကျွန်တော်လုံးဝပြည့်ပြည့်မရှိပဲ100 ရာခိုင်နှုန်းထွက်ရှိထားတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့6တစ်အားထွက်ပြီးတိုင်းပေါ့နော်နောက်တစ်ရက်မှာကျွန်တော်တို့9-3 2ခွန်ကီးရွဲဖြစ်တယ်ပေါ့နော်9-3 2ခွန်ကီးရွဲဖြစ်တယ်အဲ့တော့ဒီ9-3 2ခွန်ကီးရလဲ3နှစ်တွင်မှာပြည့်ပြည့်မရှိဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ကျွန်တော်ဒီမှာဆိုရင်6တစ်ထွက်ပြီးတော့3ညဘူးရဲ့2 4ရဲ့ဆိုပြီးတော့9-3 2ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း6တစ်ထွက်ပြီးတော့3ညဘူးဆိုပြီးတော့9-3 2ခွန်ကီးရတစ်ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း6တစ်ထွက်ပြီးတော့ခွန်9ရဲ့ကျွန်တော်တို့3ည4ရဲ့ဆိုပြီးတော့9-3 2ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့ကျွန်တော်တို့ဒီ8နှစ်ရဲ့ကျွန်တော်တို့9ခွန်ရဲ့ဆိုပြီးတော့9-3 2ခွန်ကီးရ2ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့15ရဲ့65ရဲ့ဆိုပြီးတော့9-3 2ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့29ဆိုပြီးတော့9-3 2ခွန်ကီးရ2ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့ခွန်ဘူးရဲ့25ရဲ့ခွန်ဘူးရဲ့ဆိုပြီးတော့